ကဘာရှိဟာအခုလက်ရှိအခုလက်တလုံးမှာပေါ့နော်တော်လေးကိုအလောက်ခတ်ကျန်းနေတယ်ဒါဆိုတော့ဒီလိုမျိုးအားလုံးသိတဲ့အတိုင်းပဲဗျာအဲ့တော့ဒီလိုမျိုးအလောက်ခတ်ကျန်းနေတဲ့ဈေးကွက်တစ်ခုမှာတချို့သူတွေအတွက်ကတော့ဆုံးရှုံးမှုတွေဖြစ်ကောင်းဖြစ်နေလိမ့်မယ်တချို့သူတွေအတွက်ကတော့ပျော်ရွှင်မှုတွေဖြစ်ကောင်းဖြစ်နေလိမ့်မယ်အဲ့တော့ကိုကဘယ်ထဲမှာပါနေလဲဆုံးရှုံးမှုတွေအများများနေတယ်အရှုံးတွေအများများနေတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာပေးခြင်းနဲ့အကြံတစ်ခုကအဲ့တော့လူကြီးမင်းတို့ခုလက်ရှိမှာရှုံးနေတယ်ဘယ်လိုပုံစံမျိုးနဲ့အယောင်းအဝယ်လုပ်နေတာလဲကိုလိုတဲ့ပုံစံကိုရောင်းလုပ်တဲ့ပုံစံကိုတစ်ချက်ပြန်ပြီးတော့မှစမ်းစစ်ကျွန်တော်ရဲ့အကြံကတော့ကျွန်တော်တို့အယောင်းဝယ်တစ်ခုလုပ်ဖို့အတွက်ခံမှန်းတဲ့အခါမှာကျွန်တော်တို့ strategy တွေရှိလိမ့်မယ်ကိုယ့်ရဲ့ strategy ကိုယ်ပိုင် strategy နဲ့အယောင်းဝယ်လုပ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ strategy ကိုတတ်နိုင်သမျှအနည်းဆုံးဖြစ်အောင်လုပ်ပါအဲ့တော့ကိုကအယောင်းဝယ်တစ်ခုလုပ်ဖို့အတွက်ကျွန်တော် indicator တွေကို candle တွေကိုတခြားသောအရာတွေကိုအကုန်လုံးကြည့်ပြီးတော့မှခံမှန်းတဲ့အခါမှာကျွန်တော်လုံးဝအရှုပ်ထွေးသွားတယ်တစ်ခုကအရာတစ်ခုက order ဖြစ်သွားတယ်အဲ့ဒါပြောချင်တဲ့ message ကဗျာအယိုးချင်းဆုံးဖြစ်အောင်လုပ်တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင်လုပ်ပြီးမှအယောင်းဝယ်လုပ်တာကပို့ပြီးတော့မှကောင်းတယ်အဲ့တော့အခုလက်ရှိဗျာအရှုံးများနေတယ်ဆိုတာကလည်းပဲကိုကိုတိုင်းအယောင်းဝယ်လုပ်ကြတဲ့သူကများတယ်တယောက်တည်းပဲဗျာဘသူရဲ့အကြံမှမယူဘူးကိုတိုင်းပဲသွားပြီးတော့မှကိုရဲ့စိတ်နဲ့ပဲကိုယ့်ရဲ့ command ချက်ကိုယ့်ရဲ့ strategy နဲ့ပဲရောင်းဝယ်လုပ်ကြတဲ့သူကတော့များလိမ့်မယ်အဲ့တော့ကိုယ်လည်းရောင်းဝယ်လုပ်နေတယ်ဆိုရင်ခုနကျွန်တော်ပြောခဲ့တဲ့အားကိုလုပ်ပါတနင်္လာနေ့အနည်းဆုံးဖြစ်နိုင်မဲ့ strategy ကိုတည်ဆောက်ပါနောက်တစ်ချက်ကကြတော့ကျွန်တော်တို့အဆန်လုံးဝမလွတ်ပါနဲ့အဲ့တော့အဆန်လွတ်နေတဲ့များကာလပတ်လုံးခင်ဗျားတို့ဘယ်တော့မှအငြင်းရမှာမဟုတ်နော်အကောင့်ကအမြဲတမ်းပြုတ်ပြီးပြုတ်ထဲလိုက်ပြုတ်လိုက်ထဲလိုက်ပြုတ်လိုက်ဖြစ်နေမယ်နောက်တစ်ချက်ကအဆန်လုံးဝလိုက်မရွှေ့ဒါဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီ discipline နဲ့ကျွန်တော်ဒီ စီကံတွေကိုလိုက်နာမယ်ကိုယ့်ရဲ့ strategy ကလုံးဝအယိုးရှင်းဆုံးတတ်နိုင်တဲ့များအနည်းဆုံးလုပ်ထားမယ်ဆိုရင်အရင်ငါထပ်ပေါ့နော်ကျွန်တော်တို့ပို့ပြီးတော့မှအမြဲတခုကျန်လာတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ကျွန်တော်တို့ပို့ပြီးတော့မှအရှုံးနည်းလာတာကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့ပို့ပြီးတော့မှကျွန်တော်တို့ရေရှည်မှာအမြတ်ကျန်လာတာကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ကျေးဇူးများတင်ပါတယ်